ကျွန်တော်နာမည်အခါမျိုးပါကျွန်တော်တို့ဒီတစ်ခါ music theory အပိုင်းတစ်ကိုကျွန်တော်ဆက်လက်ပြီးလေ့လာတော့ကြမှာဖြစ်ပါတယ်ပြီးခဲ့တဲ့အပိုင်းတစ်မှာဆိုရင်ဘာကြောင့် music theory ကကျွန်တော်အတွက်အင်မတန်မှအရေးပါတဲ့ဆိုတဲ့အကြောင်းကိုတမိုင်းအကြောင်းနဲ့ဆက်လင်းပြီးကျွန်တော်လေ့လာခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီအပိုင်းတစ်မှာကျွန်တော်တို့ယခုအသုံးပြုနေတဲ့ music theory ဟာဘာကိုဆိုတာလဲဘာတွေကိုရည်ညွှန်းနေတာလဲကျွန်တော်တို့လေ့လာကြရအောင်အခြေခံ music theory လို့ဆိုတဲ့အချိန်မှာအရေးကြီးတဲ့အခါလားဆိုရင် music ရဲ့တင်ကြတာတွေနဲ့အဲ့ဒီတင်ကြတာတွေပေါ်မှာအနက်ဖွင့်တဲ့အကြောင်းရင်းဟာအင်မတန်မှအဓိကကျနေပါတယ်ဒီလိုတင်ကြတာတွေကိုဆိုရင်ဒီလိုဆိုလိုပါတယ်ဟိုလိုတင်ကြတာဆိုရင်တော့ဟိုလိုပေါ့ဆိုတဲ့အနက်ဖွင့်ဆိုချက်တွေနဲ့ music theory ကိုကျွန်တော်အင်မတန်ကိုတိကျစွာနဲ့အသေးစိတ်ပုံဖော်ထူးဆစ်ကြတာဆိုရင် music theory ရဲ့အနှစ်သာရကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒါဆိုရင် music တင်ကြတာတွေနဲ့အဲ့ဒီတင်ကြတာတွေတမိုင်းအကြောင်းတွေကိုပါကျွန်တော်လေ့လာတော့ကြမှာဖြစ်ပါတယ်။ဘာလို့ဦးဆိုတာ music လို့ဆိုတဲ့အချိန်မှာ stop အကြောင်းကိုကျွန်တော်တို့မပြောလို့မရပါဘူး။ stop လို့ဆိုတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့အသုံးပြုတဲ့ stop ပါဆိုရင်ဖြောင်းတန်းနေတဲ့ line ၅ကြောင်းနဲ့အဲ့ဒီ line တွေရဲ့ကြားမှာသူ့အလိုလိုဖြစ်ပေါ်နေတဲ့ space နေရာလေးခုကိုဆိုလိုတာဖြစ်ပါတယ်။တကယ်တော့ stop အကြောင်းကိုပြောမယ်ဆိုရင်ဒီ stop ရဲ့ဖြစ်ပေါ်လာမှုအကြောင်းကိုကျွန်တော်ထိန်ချန်ထားလို့မရပါဘူးဒီလိုနဲ့ပြီးခဲ့တဲ့ music theory အပိုင်းတစ်မှာ stop ရဲ့အဆင့်ကဲဖြစ်ပေါ်လာမှုတမိုင်းအကြောင်းရင်းတွေကိုကျွန်တော်အသေးစိတ်သိဆက်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ကနဦး stop ကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီတော့ကရဲ့ stop ဟာဖြောင်းတန်းနေတဲ့ line တစ်ကြောင်းတာပါရှိတာဖြစ်ပါတယ်အဲ့ဒီ stop ဆိုရင်အတာအနေဖြင့်ကိုရှင်းလင်းစွာဖော်ပြနိုင်ဖို့တဲ့တချင်ရဲ့အစတင်မှုနဲ့အဆုံးသတ်တဲ့အပိုင်းမှာတိတာမင်တာစေဖို့ဆိုတဲ့ရွေချက်တာပါရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကုနဦးစတာအကြောင်းကိုပြောရမယ်ဆိုရင်ရိုးရှင်းပြတ်သားတဲ့အနက်ဖွင့်မှုကိုမတွေ့ရဘူးတချင်အစနဲ့အဆုံးသတ်ထားမှုကိုဒါထိန်းညှိပေးတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီနောက်မှာ line ၄ကြောင်းပါရှိတဲ့ stop တွေကိုကျွန်တော်တွေ့မြင်ကြရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့အတာအနေမြင့်လို့ဆိုတဲ့အချိန်မှာအဲ့ဒီအတာဟာဘယ်လောက်ထိမြင့်ပြီးဘယ်လောက်ထိနှိမ့်တာလဲပေါ့အဲ့ဒါကိုတိုင်းထွာဖို့အတွက် stop line တွေဟာအခရာကျလာပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ရေးဆွဲအသုံးပြုတဲ့ stop ပါဆိုရင် line ကကြောင်းနဲ့ line တွေကြား space လေးခုပါရှိပါတယ်ကျွန်တော် stop ပေါ်မှာ note တွေကိုရေးဆွဲကြမယ်ဆိုရင် line အပေါ်မှာရေးဆွဲတဲ့အခါအဲ့ဒီ line ကိုပဲအလေပူပြုတ်ပြီးရေးဆွဲမှာဖြစ်တယ်လို့ space မှာရေးဆွဲမယ်ဆိုရင်လဲ line တစ်ခုကြားမှာဘယ် line ကိုမှမထိပဲတေးတက်ရေးဆွဲခြင်းဟာမှန်ကန်တဲ့ music note တွေကိုရေးမှတ်ခြင်းလို့ကျွန်တော်ဆိုနေမှာဖြစ်ပါတယ်ဒီလိုနဲ့ပြီးဆုံးတဲ့ stop ဖြစ်လာဖို့အတွက်ဆိုရင် clap လို့ခေါ်တဲ့ indicator လိုလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ stop ရဲ့ရွေချက်ကိုကအတာအနေမြင့်တွေကိုတိကျပြတ်သွားစာရေးမှတ်ဖို့အတွက်ဖြစ်တယ်လို့အမြင့်တန်တုံ့ဖို့အနှိမ့်တန်တွေကိုလည်းပိုင်းခြားရေးမှတ်ပေးမဲ့ clap အမျိုးအစားများဆိုတဲ့ music တွေအပေါ်မှာခွဲခြားအသုံးပြုထားတာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ clap လို့ပြောလိုက်ရင်ကျွန်တော်တို့ရင်းနှီးနေတဲ့ clap ပါဆိုရင် treble clap ဒါမှမဟုတ် G clap နောက်တစ်မျိုးဟာဆိုရင် bass clap ဒါမှမဟုတ်ကျွန်တော် F clap ဆိုတဲ့ clap ပါကျွန်တော်နဲ့အင်မတန်မှရင်းနှီးတဲ့ clap မျိုးစားဖြစ်ပါလိမ့်မယ်တကယ်တော့ treble clap နဲ့ bass clap ကိုဒါ music မှာအသုံးပြုနေကြတော့မဟုတ်ပါဘူး C clap ဆိုတဲ့ clap အမျိုးအစား၅ခုထိတောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီ C clip ကိုတနည်းအားဖြင့် movable clip လို့ခေါ်ကြပါတယ်ဒီ C clip ရဲ့အလယ်မှာပြနေတဲ့အများချွာ line နေရာပြောင်းတော့တာနဲ့သူ့ရဲ့အမည်ခေါ်ဆိုမှုပါပြောင်းတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် C clip ဒါမှမဟုတ် movable clip လို့ခေါ်ပါတယ်ဒါတင်မကပါဘူး drum တွေဘုံတွေအတွက်အသုံးပြုတဲ့ clip ဆိုပြီးတည်တံ့ရှိနေပါသေးတယ်တနည်းအားဖြင့် non pitch instrument တွေအတွက်ပေါ့အဲ့ဒါကို percussion clip လို့ခေါ်ဆိုတာဖြစ်ပါတယ်ဒါဆိုရင်ကနူးကာလ
clip တွေရဲ့တစ်စစ်ပြီးတစ်စင်ဖြစ်တည်လာမှုဒီမိုင်းအကြောင်းတွေကိုကျွန်တော်ချန်လာထားလို့မရပါဘူးရှင်းပါတယ်ကနကူခိကာလာမှာတော့ stop line ဆိုတာတခုပဲရှိတော့ဘာ clip ကိုမှပြရှာမလိုပါဘူးအဲ့ဒီ line ရဲ့ဖော်ပြမှုဟာတချင်းရဲ့အစနဲ့တချင်းရဲ့အဆုံးကီးကိုထိညှိပေးတဲ့အရာဆိုတာနဲ့တပြင်အင်မတန်မှလုံလောက်နေပါပြီဒါပေမဲ့ stop line ၄ခုပေါ်လာတဲ့ကနေကဘာမှာ clip ကိုစပြီးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်စီတင်ကြတဲ့ clip ပါကနဦး clip ဖြစ်ပြီးတချင်းရဲ့အခရာချမှုနဲ့တချင်းရဲ့ melody အလဲဖို့ကိုဆိုလိုတာလည်းဖြစ်ပါတယ်အဲ့ဒါဟာ synergy လို့လည်းကျွန်တော်ခေါ်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာမှ F clip ဆိုပြီးထွက်လာတာဖြစ်ပါတယ်စဉ်းစားရမှာကဘာကြောင့် triple clip မှာထွက်လာရတာလဲပေါ့မိကူမေးစရာရှိပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့ music တမိုင်းကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်အလေခေတ်ကာလရဲ့ခရစ်ယာန်ဘာသာရေးနဲ့ဆက်ဆက်နေတယ်လို့ music ရဲ့တရွေ့ရွေ့တိုးတက်ပြောင်းလဲနေမှုမှာ Roman Catholic ဘာသာရေးကိုယုံကြည်မှုနဲ့ပါဆက်ဆက်နေခဲ့ကြတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အလေခေတ်ကာလရဲ့ခရစ်ယာန်ဘာသာရေးကိုကြည့်မယ်ဆိုရင်အမျိုးသမီးတွေကိုဝုပြုခြင်းအစီအစဉ်တွေမှာတခြင်းအဖြစ်ဂုဏ်တော်ချီးမွမ်းခြင်းခွင့်ပြုထားခြင်းလုံးဝမရှိပါဘူးဝုပြုစုတောင်းချီးမွမ်းခြင်းအရာအလုံးကို Church Father အမျိုးသားတွေကတာဦးဆောင်ဦးရပြုခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်အမျိုးသားတွေကတာချီးမွမ်းဖို့ပြုတော့တဲ့ကြောင့်အတန်နှိမ်ကိုညွှန်ပြနေတဲ့ base ကိုတာအတုံးဖြစ်တာဖြစ်ပြီးတခြင်းအားလုံးကိုလည်းအဲ့ဒီ base ပေါ်မှာတာဂျေဆတ်တီကိုကြတာဖြစ်ပါတယ်ကျွန်တော်ဘာလို့ဆိုရလဲဆိုရင်အလခိကာလာချင်းတွေကိုကြည့်မယ်ဆိုရင်အတာမြင့်ပါတယ်လို့ယူဆရတဲ့အမျိုးသမီးတွေတီးဆိုဖို့အဲ့ဒီချင်းတွေကိုရေးဆက်ခဲ့ကြတာမဟုတ်ပါဘူးအဲ့ဒါကြောင့်လဲကျွန်တော် triple threat ကိုမတွေ့ရတာဖြစ်ပါတယ်အဲ့ဒီတုန်းကချင်းအားလုံးဟာ bass clap ဒါမှမဟုတ် F flip ပေါ်တာအတုံးပြပြီးရေးဆက်တီးကုန်ခဲ့ကြတာဖြစ်ပါတယ်ဒီ triple clap ပါဆိုရင်အတာမြင့်မှုကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးတွေအတွက် triple clap ပေါ်မှာ music note တွေကိုရေးမှတ်ဖေးထားတယ်လို့တစ်ဖက်မှာလည်း bass clap ခေါ်တဲ့အတန်နှိမ်မှုကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတွေအတွက်ဒီ bass clap ပေါ်မှာ music note တွေကိုရေးမှတ်ထားပြီးတချင်းတွေကိုတီးကုန်ခဲ့ကြတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီကနေ့ဟာဆိုလဲ music ရဲ့အမြင့်ဆုံးအတန်ကို soprano လို့ခေါ်ပြီးအဲ့ဒီအမြင့်ဆုံးအတန်ထက်နှိမ့်တဲ့အတန်လိုင်းကိုကျွန်တော် alto လို့ခေါ်တာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့အမျိုးသားတွေအတန်အနေဆုံးအတန်ကို bass လို့ခေါ်ပြီး bass နဲ့မြင့်တဲ့အတန်ကိုထင်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့အလေခိကာလာရဲ့တခြင်းတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလိုတော့မဟုတ်ပြန်ပါဘူးတခြင်းရဲ့အင်မတန်မှအရေးကြီးတဲ့အချက်ချာဖြစ်စေတဲ့အမြင့်ဆုံးတန်လိုင်း main melody ကိုထင်တယ်လို့ခေါ်ပြီးအဲ့ဒီအထင်တာထက်တဲ့အတန်လိုင်းကို contra tenor လို့ခေါ်ဆိုပြန်တယ်အဲ့ဒီ contra tenor ဆိုရင်ဒီနေ့ကျွန်တော်ပြောနေတဲ့ bass line ကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒါတွေဟာကနဦးကာလာရဲ့ချင်းတွေပေါ်မှာတွေ့ရတာဖြစ်ပြီးဒီကနေ့ခေတ်မှာတော့အမြင့်တန် soprano နဲ့ alto ကို treble clap ပေါ်မှာရေးမှတ်ခဲ့ကြပြီးအနိမ့်တန်လို့ခေါ်တဲ့ tenor နဲ့ bass ကိုတော့ကျွန်တော် bass set မှာရေးမှတ်တာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီလိုတဲ့ music တွေကို treble clap နဲ့ bass ပေါ်မှာမြင်ညမ်းပြီးတချင်းတွေကိုရေးဆက်တီးကုန်နေကြတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီလိုနဲ့ clap တွေဆိုရင်လူအတန်နဲ့တီးဆိုဖို့အတွက်တာမဟုတ်ပါဘူးဂီတတူရိယာ instrument တွေအတွက်ပါအသုံးပြုတော့ကိုတွေ့ရမှာဖြစ်ပါတယ်ဥပမာအဖြစ် treble ကိုဆိုရင်အမြင့်တန်ကိုဖန်တီးပေးနေတဲ့ instrument တွေအတွက် music note တွေကို treble clap မှာရေးမှတ်ပေးတာတွေ့ရပါတယ်တနည်းအားဖြင့်တယောပေါ့တယောကိုကြည့်လိုက်မယ်ဆိုရင်အင်မတန်မှမြင့်တဲ့အတန်ကိုတီးခတ်ပေးနိုင်တယ်လို့အဲ့ဒီ violin အတွက် treble clap ပေါ်မှာ music note တွေကိုရေးမှတ်ပေးတာလည်းကျွန်တော်တွေ့မှာဖြစ်ပါတယ်ဒါတင်မကပါဘူး wind instrument တွေက poly ကိုကြည့်မယ်ဆိုရင်လည်းအင်မတန်မှချုံမြင်တဲ့အမြင့်အတန်ကိုတီးခတ်ပေးနိုင်တယ်လို့ poly ရဲ့ music note တွေကို treble clap ဒါမှမဟုတ် G clap ပေါ်မှာရေးမှတ်ပေးကြတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာလည်း bass clap ဒါမှမဟုတ် F clap လို့လည်းခေါ်ပါတယ်အနိမ့်တန်ကိုဒါတီးခတ်ပေးနေတဲ့ duriya instrument တွေအတွက် bass မှာဒါ music note တွေကိုရေးမှတ်ပေးတာတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်တနည်းအားဖြင့် cello ပေါ့ဒီ cello အတွက် bass မှာဒါ music note တွေကိုရေးမှတ်ပေးထားတယ်လို့တစ်ဖက်မှာလည်းဒီ double bass ဆိုတဲ့ instrument အတွက် bass မှာဒါ music note တွေကိုရေးမှတ်ပေးထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းလေမုတ် duriya တွေထဲကအနိမ့်တန် instrument ဆိုရင် tuba တို့ trombone တို့ပေါ့ဒါရီယာတကယ်ကိုနှိမ့်တဲ့အတန်ကိုတီးခတ်ပေးနိုင်တဲ့ instrument လို့ကျွန်တော်ဆိုနိုင်မှာဖြစ်ပါတယ်ဒါတွေအတွက် bass ကိုတူးပြတာတွေ့ရပါတယ်ဒီလိုနဲ့ C clip ကိုကြည့်အောင်
အရာလည်းမမြင်အရာလည်းမနိုင်ပဲအလေ range အတန်တွေကိုတိခတ်ပေးနိုင်တဲ့ instrument တွေအတွက် C clap ကိုအသုံးပြုတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ဒီ C clap ကိုအသေးစိတ်လေ့လာကြည့်ရမယ်ဆိုရင် soprano clap mezzo soprano clap alto clap tenor clap နဲ့ baritone clap ဆိုပြီးအမျိုးအစား၅ခုရှိတော့တွေ့ရမှာဖြစ်ပါတယ်ဒီအမျိုးအစား၅ခုထဲကနေ alto clap နဲ့ tenor clap ကိုပို့ပြီးအသုံးပြုတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်alto clap ကိုအကြည့်အောင် alto clap ဟာဆိုရင် viola instrument အတွက် music ကိုရေးမှတ်ပေးတဲ့အချိန်မှာအသုံးပြုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ် string instrument တွေကိုကြည့်လိုက်မယ်ဆိုရင် violin viola cello နဲ့ double bass ဆိုပြီး၄မျိုး၄စားကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီထဲကနေ violin ကိုတော့ treble clef မှာ note တွေကိုရေးမှတ်ပေးပြီး cello နဲ့ double bass ကိုတော့ဒီ bass clef ဒါမှမဟုတ် F clef မှာ note တွေကိုရေးမှတ်ပေးတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီလိုနဲ့ body ရတော့၎င်းအတာအနေထားရတော့၎င်း middle range အတန်ရှိတဲ့ viola ကိုဒါ C clef အမျိုးအစား alto clef ပေါ်မှာ note တွေကိုရေးမှတ်ပေးတာတွေ့ရပါတယ်တနည်းအားဖြင့် viola ရဲ့အကျိုးတက်ဆင်မှုကိုကြည့်မယ်ဆိုရင်လည်းများစွာကွဲပြားနေတာတွေ့ရမှာဖြစ်ပါတယ်violin ရဲ့ first string မှာဆိုရင် E ဆိုတဲ့ကျိုးကိုတတ်ထားတယ်လို့ viola ရဲ့ first string မှာတော့ A ဆိုတဲ့ကျိုးကိုတတ်ထားတာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့နောက် clip အမျိုးအစားတို့ပြန်ကြည့်ရအောင် tenor clip လို့ဆိုပါတယ်ဒီ tenor clip ကိုလည်းကျွန်တော်အသုံးများတဲ့ clip လို့ဆိုနိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့အများတော့အဖြစ်ဒီ cello အတွက် note တွေကိုရေးမှတ်တဲ့အချိန်မှာ bass clef မှာဒါရေးမှတ်တော့ညာ level cello ရဲ့ high range note တွေကိုရေးမှတ်တဲ့အချိန်မှာတော့ကျွန်တော်ဒီ tenor clip ကိုသုံးပြတာတွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီကနေ့ clip တွေအကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ treble clef bass clef နဲ့ C clef ဒါမှမဟုတ် movo clef အမျိုးအစားတို့တွေ့ရမှာဖြစ်ပါတယ် C clef ပုံစံကိုကြည့်မယ်ဆိုရင်အရေးကြီးတာကတော့အလေကများချုံဖြစ်ပါတယ်အဲ့ဒီများချုံအောင်ဆိုရင်အများအား line ပေါ်မှာတော့ညွန်ပြနေပြီးအဲ့ဒီ line ကို middle C လို့ခေါ်ပါတယ် line 1မှာအဲ့ဒီများချုံညွန်ပြတယ်ဆိုရင် soprano clef line 2မှာဆိုရင်တော့ mezzo soprano ဒီလိုနဲ့ line 3အပေါ်မှာများချုံညွန်ပြနေဆိုရင်တော့ကျွန်တော် alto clef ဆိုပါတယ်အဲ့ဒါနဲ့ line 4ဆိုရင်တော့ tenor clef ပေါ့နောက်ဆုံးအမြင့်ဆုံး line ပေါ်မှာအဲ့ဒီများကညွန်ပြနေဆိုရင်အဲ့ဒါကိုကျွန်တော် baritone clef ဆိုပြီးကျွန်တော်ဆိုနိုင်မှာဖြစ်ပါတယ်ကျွန်တော် clef အမျိုးအစားပေါင်းမြောက်များစွာရှိတဲ့ထဲကနေ common ဖြစ်တဲ့ clef ကိုကြည့်မယ်ဆိုရင် treble clef bass clef alto clef နဲ့ tenor clef ဆိုပြီး common ဖြစ်တဲ့ clef အမျိုးအစားတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီလိုနဲ့ဒီ common clef ရဲ့နောက်မှာဆိုရင်တော့ကျွန်တော် percussion clef တခုသာကြာမှာဖြစ်ပါတယ်ဒါကြောင့် clef တွေကိုကြည့်မယ်ဆိုရင်အနိမ့်တန်နဲ့အမြင့်တန်တွေကိုကွဲကွဲပြားသိနိုင်ဖို့အတွက်အသုံးပြုတဲ့တီဂီတာလို့ကျွန်တော်ဆိုနိုင်မှာဖြစ်ပါတယ် music theory အကြောင်းကိုကျွန်တော်ပြောလိုက်မယ်ဆိုရင် musical term ရဲ့အကြောင်းကိုကျွန်တော်လစ်လျူရှုထားလို့မရပါဘူးဘာဖြစ်လို့ဆိုတော့ဘယ်လို music theory ရာ instrument ကိုပဲတီးဒီ musical term ကိုအရင်သင်ကြားပြီးမှ instrument ကိုတီးလို့ရမှာဖြစ်ပါတယ်ဒါဆိုရင် musical term ဆိုတာပါလဲလောရင်းကိုပြောမယ်ဆိုရင် A B C D E F G ဆိုတဲ့ English alphabet ခုနှလုံးကိုဆိုတာဖြစ်ပါတယ်ကျွန်တော်ဒီ alphabet ကိုကြည့်မယ်ဆိုရင် A ပြီးရင် B B ပြီးရင် C C ပြီးရင် D D ပြီးရင် E E ပြီးရင် F F ပြီးရင် G G ပြီးရင် A ကိုပြန်ပြီးလက်ပတ်အသုံးပြုထားတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့တခြင်းအားလုံး music တွေအားလုံးကိုဒီ alphabet letter name ခဏလုံးပေါ်မှာမြင်ရပြီး music တွေကိုရေးဆက်တီးကုန်းတီးဆိုကြတယ်ဆိုတာကိုတတိချရမှာဖြစ်ပါတယ်
ကြောင့်ကျွန်တော်ဒီ musical channel လို့ပြောတဲ့အချိန်မှာဒီ alphabet ခုနှစ်လုံးကိုဒါဆိုလို့ပြီးဟိုဘက်က HIJK တို့မပါတော့ပါဘူး step အထဲမှာ clap ကိုရေးဆွဲလိုက်တာနဲ့ဒီ musical name တွေကအလိုလိုနေရာသွားတယ်လို့ကျွန်တော်ဆိုရမှာဖြစ်ပါတယ် clap ပြောင်းတော့တာနဲ့ step ရဲ့ line နေရာတွေ space ရဲ့နာမည်ပါပြောင်းတော့တယ်ဆိုတော့လည်းကျွန်တော်ဒီချက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လေ့လာခဲ့ကြတဲ့ clap တွေအကြောင်းကိုပါကောင်းစွာနားလည်တတ်ကြွဖို့အရေးကြီးတယ်လို့ကျွန်တော်ဒီပြုစေချင်ပါတယ်တနည်းအားဖြင့် music theory မှာ musical name နဲ့ clap ကိုတီးခြားစီခွဲခြားထားလို့မရပါဘူးဒီလိုနဲ့ကျွန်တော်တို့ triple clap နဲ့ bass clap ကိုနားလည်တတ်ကြွသဘောပေါက်ပြီဆိုတော့မပြေသေးပါဘူး grand step လို့ခေါ်တဲ့ step အမျိုးအစားကိုပါတီးကြွရမှာဖြစ်ပါတယ်တကယ်တော့ grand step ဆိုတာက triple clap နဲ့ bass clap ကိုပေါင်းစပ်အသုံးပြုတဲ့ step အကြီးလို့လည်းအဓိပ္ပာယ်ရပါတယ်အရေးကြီးတဲ့အရာတစ်ခုက grand step ရဲ့အလဲပေါ်ဟိုမှာဖုံးကွယ်နေတဲ့ line တိုလေးတစ်ချောင်းရှိတယ်ဆိုတာပါပဲ step ရဲ့အပြင်မှာမြင်တွေ့ရတတ်တဲ့ line တိုတွေကိုတနည်းအားဖြင့် lega line လို့ခေါ်ပါတယ် triple clap နဲ့ bass clap ရဲ့ကြားမှာရှိနေတဲ့ line တိုသူ့နာမည်ကို C လို့ခေါ်တယ်တနည်းအားဖြင့် middle C လို့အမည်ရပါတယ်တကယ်တော့ဒီ middle C ဟာကျွန်တော်လေ့လာခဲ့ကြတဲ့အလဲခက်အတွင်းမှာတွင်ကျစွာအသုံးပြုခဲ့ကြတဲ့ C တနည်းအားဖြင့် central key ဆိုလဲမမှားပါဘူးဒီ middle C ဟာတချင်းတွေရဲ့အလဲဖို့လဲဆိုနိုင်ပါတယ် C clap ကိုကြည့်ပြန်ရင်လဲအလဲက arrow ညွှန်ပြတဲ့ line ဟာဆိုရင်ဒီ middle C ကိုတန်တန်ကြီးဖော်ပြနေတယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ် musical listening နေရာချမှုကိုကြည့်မယ်ဆိုရင်လဲ middle C ရဲ့အထက်ကိုတက်သွားတဲ့အချိန်မှာတခါတည်း line မရောက်ပါဘူးနေရာတစ်ခုကျန်ရှိနေပါတယ်သူ့နေရာကို D လို့ဆိုပြီးအဲ့ဒီ D ပြီးမှ line E F G ဆိုပြီးတက်သွားတာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်ဒီ middle C ရဲ့အောက်ကိုသွားမယ်ဆိုရင်လဲ C ပြီးတာနဲ့ကျွန်တော် line A ကိုမရောက်ပါဘူးသူရဲ့ကြားမှာ B ဆိုတဲ့နေရာတစ်ခုကျန်ရှိပြီးအဲ့ဒါပြီးမှဒီ base ရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ A ဆိုတဲ့နေရာရောက်ပြီးကျွန်တော် A G F ဆိုပြီးဆင်းတော့တာတွေ့ရမှာဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့နားလည်တဲ့ပုံစံမှာကတော့ clap ပြောင်းတော့တာနဲ့ဒီ musical letter name နေရာတွေပါပြောင်းတော့တယ်ဆိုတာပါပဲကျွန်တော်ဒီကနေ့အသုံးပြုနေကြတဲ့ musical instrument အားလုံးဟာဒီ musical letter name ကိုမြင်ရပြီးတည်ကြတာဖြစ်ပါတယ်ကျွန်တော် piano ပဲတီးတီးကျွန်တော် violin ပဲတီးတီးတနည်းအားဖြင့်ကျွန်တော် woodwind တွေကိုပဲတီးပြီးပေါ့ကျွန်တော်ဒီ musical letter name ပေါ်မှာပဲ note တွေကိုကြည့်ပြီးတီးခိုင်းရမှာဖြစ်ပါတယ်ဥပမာအားဖြင့် bass ကိုကြည့်အောင် bass လေးရဲ့၄ချောင်းမြောက်အောင်ဆိုရင် F လို့ခေါ်ပါတယ် F ကိုတွေးတော့ F ကိုတီးတယ် F line ပေါ်မှာ F note တွေရှိနေတဲ့၍ F line ကိုတီးရမှာဖြစ်ပါတယ် F ရဲ့အောက်မှာတော့ E E အောက်မှာ D D အောက်မှာ C C အထက်တက်တော့ D ရောက်တယ်ပြီးတော့ E ကိုပြန်လာပြီးတော့ကျွန်တော် F ကိုရောက်ရှိသွားတာဖြစ်ပါတယ်ဒီလိုနဲ့ triple clap ကိုပြန်ကြည့်အောင် triple clap step ကိုကြည့်မယ်ဆိုရင်ဘတ်မ line ကို E လို့ခေါ်ပါတယ်အဲ့ဒါလိုနဲ့အထက်ကိုဆက်သက်သွားမယ်ဆိုရင် F နေရာကိုရှိသွားသလိုနောက်တစ်ခါပြန်ဆက်သက်သွားတော့ G နေရာကိုရှိသွားမှာဖြစ်ပါတယ် G တို့ကိုတွေ့တော့ G ကိုတီးတယ် G ရဲ့အောက်ကိုထပ်ဆင်းတယ် G ပြီး F F ပြီး E E ပြီး D ဆက်သက်မယ် E ကိုရောက်တယ်ပြီးတော့ F ကိုပြန်ရောက်တယ်လို့ကျွန်တော် G မှာပြန်ရောက်သွားပါတယ် G ရဲ့အောက်ကိုဆက်ဆင်းတော့ကျွန်တော် F F ရဲ့အောက်မှာတော့ E E ရဲ့အောက်မှာတော့ D ပြီးတော့ပြန်တက်တော့ E ရောက်ပြီးကျွန်တော် F ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် music theory ဆိုရင်အာဆလိုဝါကြောင့်ဖြစ်ပေါ်ပြောင်းလဲလာတဲ့အရာဆိုရင်အင်မတန်မှအရေးကြီးလာတယ်လို့ကျွန်တော်ဆိုနေမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ note တွေကိုတိကျတဲ့နာမည်နဲ့ပေးထားသလိုအဲ့ဒီ note တစ်ခုစီရဲ့ duration တွေဟာဆိုရင် rhythm ကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်ဘာလို့ဥစ္စာကျွန်တော်တို့တွေ့မြင်နေကြ hold ကိုကြည့်အောင်ဒီတင်ရတာဆိုရင် hold လို့ခေါ်ပါတယ်အဓိပ္ပာယ်ဟာပြရှန်နေတယ်လို့အဓိပ္ပာယ်ရပါတယ်ဒီပြရှန်နေတဲ့အရာကိုနှစ်ချမ်းတက်ခွဲလိုက်တော့ half note လို့ခေါ်တဲ့ note တစ်ခုကိုပြန်ရရှိတာဖြစ်ပါတယ်ဒါကြောင့် half note တစ်ခုရဲ့တန်ဖိုးဟာ whole note တစ်လုံးရဲ့တန်ဖိုးနဲ့ကိုက်ညီနေတယ်လို့တနည်းအားဖြင့် whole note ဖြစ်ပေါ်စေဖို့အတွက် half note တစ်ခုပေါင်းထားတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဒီလိုနဲ့ half note ကိုပြန်ပြီးထပ်ခွဲထုတ်လိုက်တော့ quarter note ဆိုတဲ့ note အမျိုးအစားနှစ်ခုပြန်ထွက်လို့လာပါတယ်အဓိပ္ပာယ်ဟာဒီ quarter နှစ်ခုပေါင်းထားချတာ half note တစ်ခုနဲ့ညီတယ်လို့အဓိပ္ပာယ်ရပါတယ်တနည်းအားဖြင့် quarter note ၄လုံးပေါင်းတာဟာ whole note တစ်လုံးနဲ့ညီပါတယ်ဒီလိုအတွေ့အခေါ်တွေဟာ အာဆလိုဘော music theory ကနေထွက်လာတဲ့ concept လို့ကျွန်တော်ဆိုရမှာဖြစ်ပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ whole note တစ်လုံးကို 4 count လို့ဖတ်ကြမယ်1 2 3 4ပေါ့အဲ့လို့ဆိုရင် half note ကိုတော့2 count ဖြစ်သွားမှာဖြစ်ပါတယ်
half note တစ်ခုတိုင်းမှာ quarter note နှစ်ခုစီပါရှိတော့ကြောင်းကျွန်တော်တို့ quarter note ကိုတွေ့တဲ့ချိန်မှာတော့1 1 1 1ဆိုပြီးဖတ်ရမှာဖြစ်ပါတယ်အကယ်၍လေးခုတွေ့တယ်ဆိုတော့1 2 3 4ပေါ့ဒါတွေဟာဒီခေတ်မှာလက်တွေ့အသုံးပြုနေတဲ့ reason သဘောတရားတွေဖြစ်ပါတယ်ဟိုတော့တစ်ခုကို4 count လို့ဖတ်နေတဲ့ half note ကို2 count half note တစ်ခုကို2 count လို့ဖတ်နေတဲ့ quarter note ဆိုရင်တော့1 count လို့ဖတ်ရမှာဖြစ်ပါတယ်ဒါဆိုရင်တစ်ချက်လို့ဆိုတဲ့1 count ဆိုတာပါလဲတကယ်တမ်းတော့ရေဘူးရအဖြစ်1 second ကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုနဲ့ whole note ကိုတွေ့ရင်4 count ဆိုလိုတာက4 second half note ကိုတွေ့ရင်တော့2 count ပေါ့ဆိုလိုတာက2 second ဆိုတဲ့အချိန်ကိုယူရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ90 second လုံးတစ်ချိန်လုံးဒီ spin နဲ့ပဲတွားရမယ်လို့မဆိုလိုပါဘူးရေဘူးရအဖြစ်လက်ခံထားရှိတာဖြစ်ပါတယ်ဒီလိုနဲ့ quarter note ထက်တင်းငယ်တဲ့ note ရှိပါသေးတယ်အဲ့ဒါကိုအိမ် note လို့ခေါ်ပြီးအိမ် note နှလုံးပေါင်းဟာ quarter note တစ်လုံးနဲ့ညီတယ်လို့ဆိုရမှာဖြစ်ပါတယ်တနည်းအားဖြင့်အိမ် note လို့ဆိုရတဲ့ချိန်မှာ quarter note ထက်တန်ဖိုးနှစ်ဆအနေတယ်ဆိုတာကိုလက်ခံရမှာဖြစ်ပါတယ်ဒီလိုနဲ့အိမ် note ကိုပြန်ပြီးခွဲခြမ်းစိတ်ဖြာတဲ့အချိန်မှာ16 note ဆိုတဲ့ note ငယ်နှစ်ခုပြန်ထွက်လာတာဖြစ်ပါတယ်အတိတ်ဘေက quarter note တစ်လုံးမှာ16 note ၄ခုတွေ့ရမှာဖြစ်ပြီး16 note ကိုတီးခတ်တဲ့ချိန်မှာဒါမှမဟုတ်တီးဆိုတဲ့ချိန်မှာဒီ8 note ထက်နှစ်ဆမြန်ပြီးတီးခတ်တယ်လို့ကျွန်တော်တီးဆိုရမှာဖြစ်ပါတယ်ဒါဒီမကသေးပါဘူးတစ်ဖက်မှာလည်း30 second note ဆိုပြီးကြံရှိနေပါသေးတယ်30 second note ဟာဆိုရင်16 note တစ်ခုမှာ30 second note နှစ်ခုတနည်းအားဖြင့် quarter note တစ်လုံးမှာ30 second note 8လုံးဆိုပြီးပါရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်1 count လို့ဆိုတဲ့ချိန်မှာ note 8လုံးပါရှိတာဖြစ်ပြီး30 second note တွေဟာဆိုရင်မြန်စလို့တဲ့ speed တွေကိုတာပုံဖော်ပေးတာဖြစ်တယ်လို့လူအတန်ဖြစ်တီးဆိုတဲ့အချိန်ခါမှာတုံးတာတိတ်မတွေ့ရပါဘူး speed နဲ့တီးခတ်တဲ့အချိန်မှာတုံးတဲ့ဒီလို instrument တွေကိုပုံဖော်တဲ့အချိန်မှာဒါဒီ30 second note ကိုအသုံးပြုတာများပါတယ်ဒီလိုနဲ့ note တန်ဖိုးတနည်းအားဖြင့် duration တွေကိုရှင်းအောင်ကြည့်လိုက်မယ်ဆိုရင် whole note ထဲမှာ half note တစ်ခု half note တစ်ခုစီမှာလဲ quarter note တစ်ခုစီနဲ့ဒီ quarter note တစ်ခုစီမှာ8 note တစ်ခုစီအဲ့ဒါလိုနဲ့8 note တစ်ခုစီမှာ16 note တစ်ခုစီတနည်းအားဖြင့်စာအတိုးကိပေါ်မှာစနစ်တကျအပါရှိတာတွေ့ရမှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ note တွေနဲ့ပဲ rhythm ကိုပုံဖော်နေတာမဟုတ်တယ်လို့တချင်းတွေကိုဆက်တက်ရဆိုနေနဲ့ဒါက music ပါလို့လည်းမဆိုနေသေးပါဘူးဒါကြောင့် rest ဆိုတဲ့တကယ်တော့ဆိုရင် rhythm ရဲ့အင်မတန်မှအရေးကြီးတဲ့အစိတ်အပိုင်းပါလို့ကျွန်တော်ဆိုနေမှာဖြစ်ပါတယ် whole note ကိုတွေ့ရင်4 count အတန်ကိုဆွဲထားတယ်လို့4 count နဲ့ညီမျှတဲ့ silent လောက်ထားမှု rest ဟာလည်းအခရာကျလာပါတယ်အဲ့ဒါကိုကျွန်တော်ဒါကို whole rest လို့ခေါ်ပါတယ်အဲ့ဒီအောက်မှာကျွန်တော် half rest လို့ခေါ်တယ်တနည်းအားဖြင့် whole rest နဲ့ half rest ရဲ့ပုံတံဟာဆိုရင်ပြောင်းပြန်တည်ရှိနေတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလိုနဲ့ half note ရဲ့နှစ်ဆငယ်တဲ့ quarter rest ကိုကျွန်တော်ထပ်ပြီးတွေ့ရတယ်လို့ quarter rest ရဲ့အောက်မှာဆိုရင် 8 rest အဲ့ဒါနဲ့8 rest အောက်မှာ16 rest ပေါ့ဒါတွေဟာဆိုရင် rhythm ကိုပုံဖော်ပေးနေတဲ့အင်မတန်မှအရေးကြီးတဲ့အစိတ်အပိုင်း note နဲ့ rest လို့ဆိုနိုင်ပါတယ်နောက်ဆုံးပိုင်းအနေနဲ့ sophisticated အကြောင်းကိုကျွန်တော်တင်ဆက်ဆွေးနွေးလိုပါတယ်တကယ်တော့ဒီ sophisticated ဆိုတာကအရင်အပိုင်းတစ်မှာကျွန်တော်တင်ပြဆွေးနွေးခဲ့တယ်လို့အလေခိကတချင်းတီဆိုမှုမှာပထမ note ကိုဦးဆိုပြီးတီဆိုခဲ့ကြတာဖြစ်ပါတယ်ဦးရေမီဖာဆိုလာလို့ဆိုခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီအချိန်မှာတော့ကျွန်တော်ဦးရဲ့အစားဒီပထမ note ကိုဒိုဆိုတဲ့အတန်ကိုပြောင်းလဲပြီးတီဆိုနေကြတာဖြစ်ပါတယ်ကျွန်တော်ဒီ sophisticated အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်ဒီ C ဆိုတဲ့ note ကိုဒေါ်လို့တီဆိုမယ်ဆိုရင် C ရဲ့အထက်မှာရှိတဲ့ D က re ဆိုတာဖြစ်တော့မှာဖြစ်ပါတယ်ဒီ D ရဲ့အထက်မှာ E ရှိမယ်အဲ့ဒီ E ကိုကျွန်တော် mi လို့တီဆွဲမှာဖြစ်ပါတယ်အဲ့တော့လေ E ရဲ့အထက်မှာ F ရှိတယ်လို့အဲ့ဒီ F ကိုကျွန်တော် fa ပေါ့အဲ့ဒါလို့နဲ့ကျွန်တော် F ရဲ့အထက်ကိုကြည့်မယ်ဆိုရင် G ဆိုတဲ့ note ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ G ဆိုရင်တော့ကျွန်တော် so ဆိုတာဖြစ်သွားမယ် G ရဲ့အထက်မှာ A ကိုတွေ့ရပြန်တယ်အဲ့ဒီ A ဆိုရင်တော့ကျွန်တော် la ပေါ့အဲ့ဒါလို့နဲ့ဒီ A ရဲ့အထက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော် B ဆိုတဲ့ note ကိုပြန်တွေ့ရပြန်တယ်အဲ့ဒီ B ဆိုရင်တော့ T ပေါ့အဲ့ဒါလို့နဲ့ကျွန်တော်နောက်ဆုံး C ကိုပြန်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ C ကဒီလိုအမြင့်တန်ဒေါ်ဆိုတဲ့အတန်ကိုပဲပြန်ရမှာဖြစ်ပါတယ်ဒါတွေအားလုံးဟာဆိုရင်ကျွန်တော်ခဏမှတင်ပြဆွေးနွေးခဲ့ကြတဲ့ musical little name ကိုထပ်ပြီးကျွန်တော်အသုံးပြုနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ sophisticated မှာဆိုရင်ဘာတော့ note ကို
哆变，re 变，mi 变，fa 变，so 变，la 变，ti နောက်ဆုံးလို့တော့哆ဆိုတဲ့အတန်ကိုရမှာဖြစ်ပါတယ်ဒါကိုကျွန်တော် software singing လို့ဆိုနိုင်ပါတယ်ဥပမာတစ်ခုအနေနဲ့ software singing တစ်ပုဒ်ကိုတည်ဆိုချင်ပါတယ်ဒီ note ကိုကြည့်လိုက်မယ်ဆိုရင်ဆက်လိုက်တဲ့ note ဟာဆိုရင် half note ဖြစ်တဲ့တွေ့ရမှာဖြစ်တဲ့အတွက် note တစ်လုံးကိုနှစ်ချက်ခေါင်းရမှာဖြစ်ပါတယ်哆咪嗦咪哆咪ရဲလေးခေါက်တည်ဆိုရဖြစ်ပါတယ်哆咪嗦咪ဖာရဲ哆ဒီလိုတည်ဆွဲတာဖြစ်ပါတယ် music မှာဒီ software singing ကြောင့်ရရှိနေတဲ့အကျိုးကျေးဇူးတွေအများကြီးရှိတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အတန်ရဲ့တည်ငြိမ်မှုပေါ့哆ဆိုရင်哆变re 变mi 变fa 变soဆိုတဲ့ကျွန်တော်အတန်တစ်ထစ်ပြီးတစ်ထစ်လက်ညှိုးနေချမှုရှိတော့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကျွန်တော် software singing ကြောင့်ရရှိတဲ့အကျိုးကျေးဇူးလို့ဆိုနိုင်မှာဖြစ်ပါတယ်ဒါတင်မကပါဘူးကျွန်တော်နားထောင်ရင်းနဲ့ကျွန်တော်အတန်ပေဝဲသွားတယ်လေပေါ့哆变မြင့်သွားတယ်mi 变就ဆင်းသွားတယ် re ပြီးတော့so မြင့်သွားတယ်အဲ့တော့ဘယ်အတန်ကိုဘယ်ချိန်မှာဘယ်လိုရောက်သွားတယ်ဆိုတော့ dictation ကိုပါကျွန်တော်ဒီ software singing ကနေရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီ software singing ရဲ့အကျိုးကျေးဇူးကိုကျွန်တော်ပြန်ပြီးပြောချင်ပါတယ်အတန်ကိုလေ့ကျင့်ကြတဲ့အကြောင်းကိုကျွန်တော်ကြားဘူးကြမှာဖြစ်ပါတယ်အတန်ကိုတီးငင်နဲ့တိပြီးဒီဆိုဖို့ဆိုရင်ကျွန်တော် software singing ကိုများစွာလေ့ကျင့်ရမှာဖြစ်ပါတယ်ဒါဒီမကပါဘူးဒီ software singing ကြောင့် vocal အတန်ရဲ့ထိမိမှုဒါနဲ့ကိုယ်ဆိုတဲ့အတန်နှိမ်သွားသလားမြင့်သွားသလားပေါ့ဒါတွေအားလုံးကိုတိမြင်စေမဲ့အာယုံကိုပါရရှိစေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ choir ကိုတည်ရွေးချိန်မှာ note တွေအားလုံးကို stop note တွေပေါ်မှာတိကျစွာနဲ့ရေးသားဖော်ပြတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဘယ် note ဟာဆိုရင်ဒိုဖြစ်တယ်ဆိုတဲ့အစအတန်ကိုရရှိတာနဲ့ note ရဲ့နှိမ့်စင်းလာမှုမြင့်တက်လာမှုကိုကြည့်ပြီးကျွန်တော် choir ကိုတည်ဆိုကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ software singing အင်မတန်အရေးကြီးပါတယ်ကျွန်တော်ဆက်လက်ပြီး exercise 2ကိုတည်ဆိုကြရအောင်do re mi re do re mi fa mi re mi fa so fa mi re mi re do do re mi re do re mi fa mi re mi fa so fa mi re mi re do do re mi fa so fa mi re 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 do re mi fa mi re mi fa so